တငယ်ချင်းအားလုံးမင်္ဂလာညချမ်းပါ2025ခုနှစ်စက်တင်ဘာလ30ရက်သတင်းထူးလေးများကိုကျွန်တော်တင်ပြပေးပါမယ်ပထမသတင်းအနေနဲ့ဒါဝမ်းသာစရာပေါ့နော်သတင်းပေါ့ပြည်တော်စုသမ္မတမြန်မာနိုင်ငံဗဏ္ဍာရေးနဲ့အခွန်ဝန်ကြီးဌာနကအမိန့်ကြော်ညာစာအမှတ်130မြင်းဆောင်2025နဲ့ဒါဝန်ထမ်းတွေအားလုံးကိုဒါအပူဆောင်ထောက်ပံ့ခြင်းငွေ3000ပေါ့နော်ဒါချီးမြှင့်လိုက်ပါတယ်ဒါအငြိမ်းစားဝန်ထမ်းတွေလည်းပါဝင်လာအဲ့လိုသိရပါတယ်เนาะဒါကတော့ဒါနိုင်ငံတော်ရဲ့ဗဏ္ဍာရေးအခြေအနေပေါ်မူတည်ပြီးတော့ဒါဝန်ထမ်းတွေအငြိမ်းစားဝန်ထမ်းတွေအတွက်နိုင်ငံတော်ကထောက်ပံ့ခြင်းငွေချီးမြှင့်တဲ့သတင်းဖြစ်ပါတယ်။ဘာဖြစ်ဖြစ်ဝန်ထမ်းတွေဒါခေတ်ကာလအနေထားရကုန်စည်တို့ကရန်ကြီးမြင့်ပါတယ်ကျုပ်တစ်လုံး900ရှိပါတယ်ဘဲဥတစ်လုံး600လောက်ရှိနေပါတယ်ဒီနေသားမျိုးမှာဝန်ထမ်းတွေလည်းဒီလစာငွေနဲ့ရက်တည်ဖို့ဆိုတာတော်တော်ခက်ခဲမှာပဲဖြစ်တယ်ဒါအားလုံးကတော့စားဝတ်နေရေးအတွက်ရုန်းကန်ရတာခက်ခဲတာပဲကျွန်တော်တို့ကစကုန်စည်တို့မျက်စိမပြတ်ကြည့်ပါတယ်အဓိကအကြောင်းရင်းတွေကတော့ဒါဒီပြည်ပအနေနဲ့နိုင်ငံတကာပိတ်ဆို့မှုတွေအော်နေတဲ့ LGB တွေနဲ့ဒီနိုင်ငံတော်ရဲ့ကုန်သွယ်ရေးလမ်းကြောင်းတွေပေါ်မှာပိတ်ဆို့ပြီးဓမြတိုက်စက်ကြီးကောက်ကုန်သွယ်ရေးဆောင်ရွက်လို့မရအောင်ပိတ်ဆို့ထားတဲ့လက်နက်ကင်တောင်းကျမ်းသူတွေကြောင့်ဒါမြန်မာပြည်တွင်းကကုန်စည်နှုန်းကအစမတန်မြင့်မားနေတာဖြစ်ပါတယ်။နောက်ဒီပြည်တွင်းတောင်းကျမ်းမှုတွေနိုင်ငံရေးတည်ငြိမ်မှုတွေပြန်လည်ရရှိလာရင်တော့ကုန်စည်နှုန်းတော့အတိုင်းအတာတစ်ခုထိထိန်းထားနိုင်မယ်လို့ကျွန်တော်အနေနဲ့ဒါသုံးသပ်ပါတယ်။ဘာဖြစ်ဖြစ်ဝမ်းသာစရာသတင်းဖြစ်ပါတယ်။နောက်ဒီနေ့မှာပဲနောက်သတင်းတစ်ခုကတော့ဒါအားလုံးသိတဲ့အတိုင်းပေါ့နော်ဒီ LNG ဘက်မှာပေါ့နော်အလူခံတယ်ပြီးရင်အဲ့လူခံပတ်စံတွေကိုဘုံတယ်ခိုးတယ်ဒါနဲ့ပဲနိုင်ငံသားမှာပေါ့နော်ဒီသူက AR တိုင်းပေါ့နော်ကြာကန်ရွာကပန်းဆယ်လူပေါ့နော်အရင်တော့ဖက်နှက်တောင်တဲကျိုးလက်စီရတဲ့အဆင်းကနေနော်အခုဆိုရင်အမေရိကန်မှာစတူးဆိုင်တွေပါပိုင်ပြီးတော့သူကမိုးရပါချမ်းသာလာတဲ့ပုံစံမျိုးနဲ့နော်ချမ်းသာလာပြီးတော့လက်ရှိနေထားမှာတော့ဒီမိမအလူခံလုပ်ငန်းတွေကိုရက်တယ်ကျွန်တော်တင်မှာအလူခံလုပ်ငန်းတွေရက်တယ်လေသူ့ကိုလှူမဲ့လူလည်းမရှိတော့အကြောင်းဖြစ်တယ်သူခိုးတယ်ဆိုတာလေဒါမြန်မာနိုင်ငံလုံးကပြည်သူတွေကသိတယ်နိုင်ငံခြားကနေပေးနေတော့လဲတော်တော်များများသိလာကြတယ်သူတို့ချင်းချင်းဖော်ထုတ်မှုတွေကြောင့်လဲဒီအလူခံလှုပ်ရှားလို့တော့မရတော့ဘူးနောက်ဒီတစ်ချက်ကြောင့်လည်းဖြစ်နိုင်တယ်နောက်တစ်ချက်ကဘာလဲဆိုတော့အမေရိကန်မှာဒီအကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီးတော့ဒီနိုင်ငံသားတွေဝင်ရောက်မှုနဲ့ပတ်သက်ပြီးတော့သူတို့အမေရိကန်ဒေါ်နယ်ထရန့်ဆိုရတော်တော်စစ်စစ်လာတယ်အကေပန်းဆယ်လူကဒီအကြမ်းဖက်မှုတွေမှာတော့ပတ်သက်တာဆက်လာတာပတ်သက်ပြီးတော့ဒါအကေတစ်ခုပေါ်ပေါက်ခဲ့ရင်သူလည်းပြည်ကန်ထုတ်ခံရမှာပဲအမေရိကန်ကနေတော့ဥက္ကမင်းမောင်တို့ဘာလို့ဒါတိတိကျကျဖော်ထုတ်ထားတာရှိတဲ့အတွက်ဒီပန်းဆယ်လူနေတဲ့အရာကလည်းဒီအမေရိကန်မှာဆက်လက်ရက်တည်ဖို့ဆိုတာဒီပုံစံနဲ့ရက်တည်လို့မရအောင်ဒါကြောင့်အလူခံလုပ်ငန်းတွေကိုသူရက်ပါမယ်ပေါ့နော်အလူခံပြီးတော့စားတဲ့လုပ်ငန်းတွေကိုရက်မယ်ထောက်ပံ့ရေးလုပ်ငန်းပေါ့နော်သူထောက်ပံ့နေဆိုတာဘာမှမရှိပါဘူးနော်ပြောပါစရာမရှိပါဘူးဒီ PDF တွေကိုထောက်ပံ့နေဆိုတာပြောပါစရာမရှိပါဘူးအခုတော့သူအဲ့လုပ်ငန်းတွေကိုရက်တက်မယ်ဆိုပြီးတော့သတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်ရရှိပါတယ်နောက်ထပ်ထူးခြားသတင်းပေါ့ထူးခြားဆုံးသတင်းထူးခြားသတင်းကတော့ဒါကြောင်မဲမြို့ပေါ့နော်ကြောင်မဲမြို့မှာတက်မတော်ကကြောင်မဲမြို့ဟိုဟာဒီရောက်နေပြီနော်မြို့ကိုပတ်ချလဲပတ်ထားတယ်ဒီနေ့ဆိုရင်လောင်းတန်းတွေလည်းအများကြီးရတာတွေ့ရတယ်ဒီနေထားမျိုးပေါ့နော်ကြောင်မဲမြို့တွေက TLA တွေကတော့ဒါဌာနဆိုင်ရာအဆောက်အဦတွေကိုမီးရှို့ဖျက်ဆီးပြီးတော့ဒါထွက်ပြေးဆုတ်ခွာကြတာကိုတွေ့ရလှုပ်ဆောင်လာတယ်ဒီဒေသခံရှမ်းတိုင်းသားတွေကလည်းဒီ TLA နဲ့ပတ်သက်ပြီးလုံးဝလက်မခံဘူး TLA တွေထွက်သွားတဲ့နေရာတွေမှာများဒါဒီဝင်ရောက်ဖျက်ဆီးပြီးတော့နေရာယူတာကိုတွေ့ရတယ်ရှမ်းတိုင်းသားလူမျိုးစုတွေကတော့ဒီပလောင်ကိုလုံးဝလက်မခံကြတာကိုကျွန်တော်တို့တွေ့ရပါတယ်ဘာဖြစ်ဖြစ်အနေနဲ့အမြန်ပဲအကြောင်းမဲကတက်မတော်ကပြန်လဲသိမ့်ပိုက်တော့မှာဖြစ်ပါတယ်သိမ့်ပိုက်ပြီးတော့ပြန်လဲတိဆောက်ရေးတွေလုပ်ပြည်သူလူထုနေထိုင်အောင်ပြန်ပြီးလုပ်ပေးရမယ်ဒါတွေလုပ်ရမယ်ဆိုတာတိတဲ့အတွက် TLA လေးကလည်းနော်လူနေအိမ်တွေအစိုးရစောက်တွေကိုမီးရှို့ဖျက်ဆီးပြီးထွက်ပြေးကြတာဖြစ်တယ်လို့ကျွန်တော်တို့ကသုံးသပ်ပါတယ်လက်ရှိအနေထားမှာတော့စီးရေးရပြောမယ်ဆိုရင်TLA ကအရင်အမျက်ရစရာအကြောင်းမရှိဘူးစစ်ရှုံးနေပြီတောက်လျှောက်ရှုံးသွားမှာဖြစ်တဲ့အတွက်ဒီတက်မတော်ရဲ့ထိုးစစ်တွေကိုလည်းပြင်းထန်ထိုးစစ်တွေသူ့မှာခုခံနိုင်မှုစွမ်းအားတကယ်မရှိတော့ပါဘူးမရှိတဲ့အတွက်အားလုံးကိုပြန်ပြီးလက်လွတ်ပေးရမှာအသေးကြပါပဲเนาะဆက်ပြီးတောင်းခံနဲ့ဆက်ပြီးတက်လိုက်ရင်လူရင်အားပြုံးပြီးထပ်ပြီးသေးကြအောင်ပါပဲเนาะဒီ TLA နဲ့ပတ်သက်ပြီးတော့တက်မတော်ကသူတို့အကုန်ရှင်းပါလားဒီရရှိထားတဲ့မျိုးတွေလောက်ပဲတက်မတော်ကပြန်ပြီးထိန်းချုပ်ပါလားဒါကတော့တက်မတော်ကတော့စီစဉ်ရမယ်စုံပြရမယ်အပိုင်းတွေဖြစ်ပါတယ်ဒါကတော့စီးအခြေအနေပေါ့နော်ဒါနိုင်ငံတော်အကြီးအကဲတွေကစုံပြပါလိမ့်မယ်နောက်ထပ်သတင်းတစ်ခုကတော့သူတို့ပြောတဲ့
သူတို့တွေအမြဲပြောနေတဲ့အောင်စရာစစ်စင်ပေါ့နော်အောင်စရာစစ်ကြောင်းကဒီသူတို့ကတော့အရင်တော့သင်္ကန်းကြီးတော့ရတော့မြောက်ဒီကိုမရောက်နိုင်ဘူးသင်္ကန်းကြီးကိုမလာနိုင်ဘူးလို့ပြောခဲ့တာပေါ့နော်တကယ်လဲဖြစ်ကောတက်မတော်ကဒီသင်္ကန်းကြီးနောင်တို့ညောင်ရီတို့အလွယ်တကူသိမ့်ပိုက်ပြီးတော့ရပိုင်းလေးအတွင်းမှာသိမ့်ပိုက်ပြီးတော့တောင်ဘက်ကိုထိုးစစ်ဆင်တဲ့အခါမှာဒီအခုလက်ရှိမှာဆိုရင်တိုက်ပွဲတွေမှာဆိုရင်ဒါတက်မတော်စစ်ကြောင်းတွေက၄ကီကောထိရောက်ပြီးတော့၄ကီကောရဲ့ဒစိဒစိသဟိုပြန်လဲသိမ့်ပိုက်ထားပြီးဖြစ်ပါတယ်ဒီမှာတိုက်ပွဲတွေပြင်းထန်မှုတော့ရှိပါတယ်ဘယ်လိုပဲဖြစ်ပါတက်မတော်ကလိုက်စစ်စင်ချိန်မုံနေတာဖြစ်တဲ့အတွက်တိုက်ပွဲကတော့ကိုရှိရထိုးစစ်နော်ဒီ KNU နဲ့ KDN လေးအဖွဲ့တွေကတော့ကန်စစ်အနေထားကိုတွေ့ရပါတယ်ဒီနေရာမှာတော့ကရင်တွေကိုအများကြီးပြောလိုတာရှိတယ်ဦးမူတူစေဖို့လက်ထက်တော့တည်ငြိမ်အေးချမ်းခဲ့တဲ့ကရင်ပြည်နယ်ဟာပရိုကိုဝင်းထူးလက်ထက်မှာတော်တော်ကိုအခြေအနေစိုးဝါလာတာကိုတွေ့ရတယ်။ငြိမ်းချမ်းရေးအချိန် NCA အချိန်လေးဆက်လက်ထိန်းသိမ်းမှုဆန္ဒရှိတဲ့ပုံမပေါ်ဘူး။အကြမ်းဖက်မှုတွေပဲဆက်လက်လှုပ်ဆောင်ပြီးတော့ရပ်တည်သွားမယ်အနေထားရှိတယ်။ဒါကတော့ကရင်ပြည်နယ်ကိုဘယ်သူဖြတ်စည်းတော့ကရင်ပဲဖြတ်စည်းတာ။ကရင်ပြည်နယ်ကဒီဥမှုထူဆိုဖို့လက်ပေါ်မှာတည်ငြိမ်အေးချမ်းတိုးတက်ဖွံ့ဖြိုးနေတဲ့ကာလဖြစ်တယ်။ဒါကိုကွယ်ထူးဝင်းကတက်ခေါင်းဆောင်ဆိုပြီးတက်လှုပ်လာပြီးတော့တကူကရင်ပြည်နယ်ကိုဖြတ်စည်းတဲ့အနေထားမျိုးဖြစ်တာကိုကျွန်တော်တို့တွေးရှိရပါတယ်။ဒါကတော့နော်ဟိုစေးအချိန်တွေကပြောမယ်ဆိုရင်လက်ရှိ NUG ကိုဒီဖိုးကြီးတွေကကိုးကွယ်နေတာ NUG ဆိုတာကဗျာနိုင်ငံရေးရလဲဘာမှအောင်မြင်မှုရအောင်မလှုပ်ဆောင်နိုင်ဘူးတန်တမန်ရေးရလဲဘာမှအောင်မြင်မှုရအောင်မလှုပ်ဆောင်နိုင်ဘူးဒီ9နှစ်တွင်မှာဒီမလှုပ်ဆောင်နိုင်လို့ပဲဒီ PDF တွေမြေပြင်မှာတိုက်တယ်ဒီ KNU တို့ဘာတို့တိုက်တယ်တန်တမန်ရေးရနိုင်ငံရေးရနိုင်ငံကရေးရဘာများအကာအကွယ်များပြီးတယ်ဘာအကူအညီများရဘူးလို့လဲဒါကိုပြန်ကြည့်ရင်ဒီလေလိုင်းပေါ်အစိုးရနဲ့ဒီ KNU ခေါင်းဆောင်တွေကသွားထိတဲ့အတွက်ဒါကရင်ပြည်နယ်ဟာပျက်စီးရတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့တော်ပြီးတွေးရပါတယ်လက်ရှိမြန်မာပြည်ရဲ့အခြေအနေကိုပြန်ပြီးသုံးသပ်မယ်ဆိုရင်ဒါတကယ်တမ်းမြန်မာပြည်ရဲ့ငြိမ်းချမ်းကိုဖော်ဆောင်နိုင်တဲ့လူပုဂ္ဂိုလ်ပေါ့နော်လက်နက်ကင်ခေါင်းဆောင်တွေကလက်တစ်ဖက်စာမရှိပါဘူး10ရောက်မရှိပါဘူးဒါသူတို့ရဲ့အမုန်းတရားပေါ့နော်သူတို့ရဲ့ခံယူချက်ပေါ့သူတို့ရဲ့အမုန်းတရားပေါ့သူတို့ရဲ့လူမျိုးစွဲပေါ့စိတ်သက်အစွန်းရောက်စိတ်သက်တည်နေပြည်သူတယောက်ခုလုံးကိုနော်ပြည်သူတစ်ခုလုံးကိုဒုက္ခဆင်းရဲတွင်ကိုရောက်စေတယ်ပြည်သူတရက်လုံးအိုးပြအိမ်ပြနော်ဖြစ်အောင်ဒီကောင်တွေသူတို့တွေလှုံ့ဆော်ခဲ့တယ်တကယ်တော့သူတို့ရဲ့အတ္တမာနကိုချုပ်ပြီးတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့နိုင်ငံတော်အေးချမ်းဖို့တည်ငြိမ်မှုဝိုင်းဝန်းလှုံ့ဆော်ကြမယ်ဆိုရင်မြန်မာပြည်ကတည်ငြိမ်အေးချမ်းတိုးတက်ပါတယ်အဲ့ဒီလိုလှုံ့ဆော်မှုလူကအများကြီးမဟုတ်ပါဘူးလက်တစ်ဖက်စာလူမရှိပါဘူး KNU မှာဆိုရင်ခွဲထူးဝင်းတို့ကချင်မှာ KIA မှာဆိုအင်ဗန်လာတို့ဂန်ရှောင်းတို့ကရားမှာလည်းဒါကရားခေါင်းဆောင်တော့ဗောနော်လောဆယ်တော့မာဝီတို့ပါတော့ဗောဒီကောင်နေနဲ့ဒီကွန်ပီတူးဗောနော်ဒီလူကောင်တွေဗောလက်တဆော့ချင်းမှာလည်းချင်းကောင်းဆောင်တွေဗောဒီလက်တဆော့ဆိုတာမရှိပါဘူး50ရောက်ပါပဲနော်ဒီကောင်တွေရဲ့အမုန်းတရားဒီကောင်တွေရဲ့နိုင်ငံရေးယုံကြည်ချက်လွဲမှားမှုနော်ဟိုတိုင်းပြည်နဲ့ပြည်သူကိုပြန်မကြည့်ပဲအဖြတ်လုပ်ရက်တွေကိုကြည့်ပြီးဟာအနိုင်တိုက်မယ်အပြုတ်ချမယ်ဆိုတဲ့စိတ်ဓာတ်နော်စိတ်ဓာတ်အနိုင်တိုက်မယ်အပြုတ်ချမယ်ဆိုတဲ့မဖြစ်နိုင်တဲ့စိတ်ဓာတ်ခင်ဗျခါချေကောင်မှန်ကြီးပြီးတော့မြို့မို့တောင်ဖြိုမဲ့ပုံစံမျိုးအနေထားတွေကြောင့်ဒီအဲ့ဒီဒေသမှာရှိတဲ့ပြည်သူတွေကစင်းရဲတွင်းနဲ့ပြီးတော့နော်စစ်ဘေးစစ်တမ်းကိုခံရတယ်နော်စစ်ဘေးတွေရှောင်ရတယ်မြို့ရွာတွေပျက်စီးတယ်ဆိုတဲ့အခြေအနေမျိုးကိုစိုက်ရောက်ရတာဖြစ်ပါတယ်နော်ဒါကတော့မြန်မာပြည်ရဲ့လက်ရှိအနေအထားပေါ့နော်တကယ်ရေးသာသူတို့သာကောင်းမွန်မှန်ကန်သောနိုင်ငံချစ်စိတ်ရှိမယ်နော်နိုင်ပြည်တိုင်းပြည်ကိုအေးချမ်းခြင်းနဲ့ကိုယ့်လူမျိုးကိုဖွံ့ဖြိုးတိုးတက်စေခြင်းနဲ့ဆိုရင်အေးချမ်းတဲ့နိုင်ငံရေးနည်းလမ်းနဲ့တွားလိုက်မယ်ဆိုရင်မြန်မာနိုင်ငံကတည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်ဖို့ဘာမှမခက်ခဲဘူးဆိုတာကိုကျွန်တော်ကတင်ပြလို့တယ်ဒါနိုင်ငံတော်ကတာဝန်ရှိသူတွေကလည်းဒါတွေကိုနော်နိုင်ငံငြိမ်းချမ်းရေးတကားဖွင့်ပြီးတော့လာရောက်ဆွေးနွေးဖို့သူတို့ဖိတ်ခေါ်ထားတာပဲသူတို့မလာတဲ့ကိစ္စလေးနော်သူတို့မလာကြတာဖြစ်တယ်ဘာကြောင့်မလာလဲလေလိုင်းပေါ်မှာခင်ဗျားတို့လည်းကြားမှာပေါ့အမုန်းတရားတွေနဲ့ဒီအတ္တမမာနတွေကိုပဲအခြေခံပြီးပြောဆိုနေတယ်သူတို့ကပဲစေအာဏာရှင်ကိုတော်လှန်တဲ့ဒီမိုကရေစီတော်လှန်ရေးခေါင်းဆောင်တွေလို့အသွင်မျိုးနဲ့ပြောကြားနေတယ်သူတို့ကိုယ်တိုင်ကလည်းမြန်မာပြည်ကိုကယ်တင်လိုက်ရဆိုမကယ်တင်နိုင်ပါဘူးသူတို့လှုပ်ဆောင်တဲ့နိုင်တဲ့ပြည်သူကိုလှုပ်ဆောင်ပေးနိုင်တဲ့နီလန်းကဘာလဲဆိုတာသူတို့ကိုယ်တိုင်လည်းမသိပါဘူးသူတို့ရဲ့အတ္တမမာနတွေနော်ဖြုတ်ချပြီးတော့နိုင်ငံရေးနီလန်းရဖြည့်ရှင်းပြီးတော့နိုင်ပြည်ကိုတည်ငြိမ်အောင်လုပ်မယ်ဆိုတဲ့စိတ်ဓာတ်မျိုးဝင်လာတဲ့တနေ့ကြမှာဒီစစ်ပွဲတွေကပြည်သူလူထုတွေအတွက်ဒါဒေသဖွံ့ဖြိုးရေးအတွက်များစွာအထောက်အကူပြုမှာဖြစ်ပါတယ်လက်ရှိနေထားရတော့သူတို့ရဲ့ယာရုနေရာတော်ရင်းအာဏာတွေအတွက်ဆက်လက်တိုက်ခိုက်နေမှုမှာဖြစ်ပြီးပါဇက်ကတော့ဒီမိုကရေစီဟိုရေးဒီရေးဒါသူတို့ကပြောနေဦးမှာဖြစ်ပါတယ်တကယ်တမ်းကျတော့ဗျာဘယ်သူမှဒီနိုင်ငံကိုထမ်းပိုးသွားလို့မရပါဘူးခင်ဗျားတို့ဟိုလူကကဲတင်ဒီလူကကဲတင်မယ်နော် NUG ကကဲတင်မယ် KNU ကကဲတင်မယ် KIA ကကဲတင်မယ်ခင်ဗျားတို့ဝိုင်းကဲတင်လို့ဆိုတာတိုင်းပြည်ဒီလောက်စောက်ပြတ်သွားတယ်ဖြစ်တယ်ဆိုတော့ကျွန်တော်က
ပြောလိုပါတယ်သူကသူနေတဲ့တိုင်းပြည်ပါခင်ဗျားတို့သိရင်ဘယ်သူမှထမ်းဖို့သွားလို့မရပါဘူးเนาะဒါကိုလူမျိုးချင်းအာနာလူဒီလူတွေကပို့ပြီးအာနာမှတ်ပြီးတော့ခင်ဗျာရှင်းချင်းပြောမယ်ဆိုသူတို့ရဲ့ယာရုနေရာအတွက်ဒါဒီစစ်ပွဲတွေကိုဖန်တီးပြီးတော့တိုက်ခိုက်နေတာဖြစ်ပါတယ်ငြိမ်းချမ်းရေးနီးလန်းနဲ့ဖြည့်ရှင်းမှုเนาะလမ်းရှိပါတယ်ဒီကောင်တွေမလွတ်ဆောင်ပါဘူးเนาะဒါလေးကိုကျွန်တော်တို့သွားပြီးတွေးရပါတယ်လက်ရှိအနေထားပါဘောเนาะဒီမြန်မာနိုင်ငံရေးယူဆအရာပေါ့เนาะဒီ NLD တို့မျိုးဆက်တို့88နိုင်ငံရေးမျိုးဆက်တို့เนาะဟိုအဲ့ထဲမှာဒီပြောမယ်ဆိုရင်နိုင်ငံရေးနီးလန်းကိုစုံငါသွားတဲ့လူတွေပေါ့နော်ဒီလူတွေရဲ့လက်ဝဲစွန်းနိုင်ငံရေးအယူဆကိုလက်ခံထားပြီးတော့သူကဘာထွေးဆိုအစိုးရဖြစ်ပြီးတောခုတပုံထားရင်တပုံနဲ့ပေါင်းပြီးတော့တက်မတော်တိုင်းသူတို့နိုင်မယ်ဆိုတဲ့ခက်ကြောင်ကြောင်အယူဆကိုသူတို့ကကင်ဆွဲထားတာတွေ့ရတယ်နော်တပုံနဲ့ပေါင်းပြီးတက်မတော်တိုင်းသူတို့နိုင်မယ်ဆိုတဲ့ခက်ကြောင်ကြောင်အယူဆကိုလူငယ်တွေရဲ့ရင်ဘတ်တွေကိုလည်းဝင်အောင်ရိုက်သွင်းထားတာတွေ့ရတယ်တကယ်တော့ယူကြောင်ကြောင်အယူဆတွေဖြစ်ပါတယ်ဘယ်တော့မှဖြစ်မလာနိုင်တဲ့အယူဆတွေဖြစ်ပါတယ်လက်ရှိနေတော့လေးတော့ဗာလဲစီးရတော့ဘလို့မှမနိုင်နိုင်တော့ဘူးအဲ့တော့ဘလို့နီးကိုသွားကြမှာလဲဆက်ပြီးမိုက်တွင်းနတ်နေအောင်မလားဆိုတာဒီတိုင်းသားခေါင်းဆောင်တွေလက်တစ်ဖက်စာမရှိတဲ့လူတစုကျွန်တော်တို့ကပြည်သူတွေကမေးခွန်းထုတ်အောင်မှာဖြစ်ပါတယ်မင်းတို့ရှုံးနေပြီမင်းတို့ဒီပုံစံတိုင်းသွားမှာလားတိုင်းပြည်ကောင်းမှုအတွက်မင်းတို့ကိုယ်တိုင်နော်နိုင်ငံကောင်းမှုအတွက်ပူးပေါင်းပါဝင်မှန်ကန်သောစေတနာနဲ့ပူးပေါင်းပါဝင်ဆောင်ရွက်ကြမှာလားဒါကပြည်သူကဒီကောင်တွေကိုပြန်ပြီးလက်တစ်ဖက်စာမရှိတဲ့ဒီကောင်တွေကိုပြန်ပြီးမေးခွန်းထုတ်ကြအောင်မှာဖြစ်ပါတယ်လက်ရှိနေထားဗောနော်NUG ရဲ့အနေထားကိုပြန်ကြည့်လိုက်ပါခင်ဗျာစီရီယန်ဆိုပြီးလှုပ်လိုက်တယ်စီရီယန်လှုပ်တဲ့လူတွေစင်းရဲလှုပ်လက်မဲ့တွေဖြစ်ပြီးတော့စင်းရဲငတ်ပြတ်တယ်သူများနိုင်ငံတွေမှာဒါအလုပ်မျိုးစုံလှုပ်စားရတယ်အောက်တန်းကြဆုံးအလုပ်တွေလှုပ်စားတယ်ဒါကတော့ဟိုစီရီယန်လှုပ်ပြီးလှုပ်တဲ့လူတွေကိုလည်းကျွန်တော်ကဟိုပြောမယ်ဆိုရင်တော့ဒါသူတို့မှတ်ဖြစ်သူတို့ခံရတာပဲလေလူဆိုတာအားလုံးကထမင်းစားလာအနေထားတစ်ခုကိုနော်မသုံးသက်တဲ့ရင်အကွက်ချွေမှာရင်အစားခံမယ်ဆိုတဲ့အတိုင်းပဲသူများချင်းထဲတာကိုယုံတဲ့ကောင်တွေကတော့ဘဝပြတ်မှာပဲ PDF ဆိုတော့ကျွန်တော်တို့ကအတက်နိုင်ဆုံးဒီချိန်မှာအလင်းဝင်မှုကျွန်တော်တို့ပြောပါတယ်အလင်းဝင်တဲ့လူအသက်ရှိတာပေါ့အနေဆုံးမိသားစုနဲ့ပြန်တွေ့ရတာပေါ့ဒါသူတို့မလုံးဆောင်တာသူတို့ရဲ့တမန်ပဲဖြစ်ပါတယ်ဒီကောင်တွေကဒီပြည်ပလေလိုင်းပေါ်မှာရှိတဲ့ NOG ကိုတွားပြီးကိုးကွယ်တယ်မြေပြင်မှာ၄-၅နှစ်လောက်ခင်ဗျားတို့ PDF တွေတိုက်တယ်ခင်ဗျားတို့ဒီဟာတွေကိုယုံကြည်ပြီးတိုက်တယ် NOG ကခင်ဗျားတို့ကိုဘာတွေများလှုပ်ဆောင်ပေးနိုင်လဲဘာတွေများခင်ဗျားတန်တမန်ရေးရနိုင်ငံရေးရအောင်မြင်မှုကြောင့်ဘယ်တိုင်းသားလက်နက်ကိုင်ဖွဲ့စည်းဘယ်ဖွဲ့စည်းကိုများခင်ဗျားပတ်မိုးနိုင်လို့လေနိုင်ငံရေးရပတ်မိုးနိုင်တာတွေ့လို့လေစေးရောဘာတွေများပတ်မိုးနိုင်တာတွေ့လို့လေဒါတွေမလှုပ်ဆောင်နိုင်မဲ့တဲ့များခင်ဗျားတို့ဖျားတစုကူလုံးသွင်းပြီး NOG ကိုလက်နက်ကိုင်တွေကမူလရည်ရွယ်ချက်ရည်မှန်းချက်တွေရှိတဲ့တိုင်းသားတွေနော်နိုင်ငံရေးရလှုပ်ဆောင်အောင်ကိစ္စတွေကိုမလှုပ်ဆောင်ပဲလက်နက်ကိုင်နီးလန်းကို NOG ကိုကိုးကွယ်ပြီးတော့တွားပြီးရှောက်လန်းတဲ့အခါမှာဒီဒေသတွေမှာနေမီပျက်စီးမှုတွေဆုံးရှုံးမှုတွေနော်လူသားရင်းမြစ်ဆုံးရှုံးမှုတွေအများစွာဖြစ်နေတာကိုကျွန်တော်တို့တွေ့ရပါတယ်ပြောမယ်ဆိုရင်ခင်ဗျားတို့စိတ်ကူးတာမရင်ပါနဲ့ဖြစ်ချင်တာတက်ဖြစ်တင်တာကိုလုပ်ကြပါလို့ကျွန်တော်တို့ကပြောလိုပါတယ်ဒါကတော့ဒီနေ့အတွက်ထူးခြားတဲ့သတင်းလေးတွေပါနိုင်ငံရေးအတွက်သတင်းလေးတွေကတော့ကျွန်တော်တို့ကလည်းလက်ရှိအချိန်မှာရွေးကောက်ပွဲလည်းနီးလာတာဖြစ်တဲ့အတွက်တွေးထိုက်တဲ့သူတွေနဲ့လည်းမြေကွင်းစင်းပြီးတွေ့နေတာတွေရှိပါတယ်ဒီလိုကွင်းစင်းပြီးတွေ့တဲ့ကာလမှာကျွန်တော်ကလည်းဒီနောက်ပိုင်းဆိုရင်သတင်းရိုက်ကူးမှုတွေကတဖြည်းဖြည်းနဲ့ကျဲလာမှာပေါ့နော်မအားလက်တဲ့အချိန်ကြားတွေကကျွန်တော်တို့ကျဲလာမှာဖြစ်ပါတယ်ဘာဖြစ်လို့ဆိုတော့မြေပြင်အနေထားကိုကျွန်တော်တို့ကသိမှာပေါ့နော်ပါတီနိုင်ငံကြီးမှာကြာမြေပြင်အနေထားကိုသိမှာဆောင်ရွက်ရတာဖြစ်လို့ကျွန်တော်တို့ကိုယ်တိုင်လည်းကွင်းစင်းပါတယ်ကွင်းစင်းတဲ့ဆိုတာကျွန်တော်လွှတ်တော်ကိုယ်စားလှယ်ပါဝင်လို့မဟုတ်ပါဘူးဒါကျွန်တော်တို့တာဝန်ပေးချက်အရာကျွန်တော်တို့တီးခြားတာဝန်ပေးထားတာရှိတယ်ကျွန်တော်ရဲ့တာဝန်အရာတာဝန်ပေးချက်အရာကျွန်တော်ဆောင်ရွက်နေတာရှိတယ်ဒါကြောင့်နောက်ပိုင်းဆိုရင်ရုပ်သံသတင်းတွေရိုက်တာတွေသတင်းတင်ဆက်မှုတွေနေလာမှာဖြစ်တယ်ဆိုတာအကြောင်းလေးကိုကျွန်တော်ကကြိုပြီးပြောကြလိုပါတယ်တောင်းမှန်ပါတယ်ဒါကတော့ဒါကျွန်တော်တို့မြေပြင်ကွင်းမစင်းမဲ့တော့ဒါအခြေအနေမှန်ကိုသိမှာမဟုတ်ပါဘူးလက်ရှိကျွန်တော်မြေပြင်ကွင်းစင်းပြီးလေးလာကြည့်သလောက်ပေါ့နော်တွေ့ဆုံဆွေးနွေးမှုသလောက်ပြည်သူလူထုတရက်လုံးကငင်းချမ်းနဲ့အေးဆေးဆေးသွားကျင်ကြပြီဗျာပြည်သူလူထုအကုန်လုံးခင်ဗျားတို့ပြည်သူဆိုပြီး line ပေါ်မှာអော်နေတဲ့လူလေး4-5-6လောက် line ပေါ်မှာလောက်ကိုခင်ဗျားတို့ပြည်သူလူသတ်မှတ်လို့မြန်မာပြည်သူတန်းပေါင်း54တန်းရှိတယ်အဲ့ထဲမှာရက်ရွာတွေခင်ဗျားတို့စဉ်းကြည့်လိုက်ပါပြည်သူလူထုကအကြောက်တရားနဲ့နေကြရတယ်နော်ဒီဘာဖြစ်လဲရွာပြက်မလားမြို့ပြက်မလားနော်ဆိုဘယ်အချိန်မှမြတ်လာပြီးငါ့ကိုပြစ်တတ်မလဲဒီလိုအတွင်းမျိုးတွေနဲ့ပြည်သူလူထုကရှင်းသန်နေရတယ်တောတက်ပြီးလှုပ်ရှားမဲ့လူတွေတောမတက်နိုင်ဘူးလေယာလုံးမဲ့သူတွေလေယာတွေကိုဖြောင်းဖြောင်းတန်တန်မသွားနိုင်ဘူးဒီနေသားမျိုးတွေဖြစ်လာတယ်နော်ဘာကြောင့်လဲဆိုပြည်သူလူရဲ့လူလားမှုကဒါတွေကိုယုံမုန်းလာပြီသူတို့လွတ်လပ်အေးချင်းလွတ်လပ်သွားလာခြင်းနဲ့အေးချင်းချင်းလုံကန်ရှာဖွေစားတော့ခြင်းနဲ့သူတို့သားသမီးတို့ပညာကောင်းကောင်းသင်ပေးခြင်းနဲ့
နော်ဒီလိုနေထိုင်ခြင်းနဲ့ဒါပြည်သူလူထုရဲ့ဆန္ဒအစစ်မှန်တဲ့ဆန္ဒပဲခင်ဗျားတို့ line ပေါ်ဟောင်းနေတဲ့ကောင်တွေဟိုဒီ line ပေါ်ငစီတို့ဘာတို့ရှောက်ဘာမသိညာဘယ်နှခါမြက်ပြည်သူလူထုနဲ့ခင်ဗျားတို့ထိတွေ့တယ်အဲ့ထွက်ပြေးနေတဲ့ဒီကောင်တွေညီဘင်းတချို့တစ်ဝက်လောက်ကိုသွားတွေ့ပြီးဒီပြည်သူဆန္ဒရှောက်အောင်နေတာနော်ပြည်သူလူထုများပြားတဲ့ပြည်သူလူထုအများဆုံးနော်ပြည်သူအားလုံးဒီပါဟာနော်ငင်းနဲ့အေးစစ်စစ်နေခြင်းကြပြီပညာရှာခြင်းကြပြီဥစ္စာရှာခြင်းကြပြီလွတ်လပ်နေလုတ်သွားလာခြင်းကြပြီနော်ပြည်သူဆန္ဒဒါအမှန်တရားပဲပြည်သူမှဆန္ဒကိုခင်ဗျာဟို line ပေါ်หนีပိန်းနေဟောင်းတာတော့ကိုပြည်သူဆန္ဒလို့တွက်လို့မရဘူးမြေပြင်ကွေးစင်းပြီးတကယ်လက်တွေ့စနေလာကြည့်လိုက်ပါပြည်သူတွေရဲ့အမှန်ကန်ဆန္ဒသည်ငင်းချမ်းနဲ့အေးဆေးနေခြင်းနဲ့ရွာမပြတ်ချင်ဘူးအိုးအိမ်မဆုံးခွာခြင်းဘူးညှို့မပြတ်စေခြင်းဘူးဒါပြည်သူရဲ့ဆန္ဒဖြစ်တယ်နော်ဒါကိုပြည်သူဆန္ဒကိုပြောခြင်းကပြောပြီးပြည်သူဆန္ဒဆိုမပြောပါနဲ့ကိုယ်တိုင်တကယ်ပြည်သူရဲ့ဆန္ဒကဘာလဲဆိုတာသိအောင်လုပ်ပြီးရင်အဲ့ဒါကိုအကောင့်ထဲပို့ပေးနိုင်တဲ့သူကသာနော်တကယ်ပြည်သူဆန္ဒကိုအကောင့်ထဲပို့ပေးသူပဲဖြစ်လိမ့်မယ်ဘယ်ပြည်သူကမှအကြမ်းဖက်ဖို့မှုကိုဘယ်ပြည်သူကမှအကြမ်းဖက်မှုကိုမလိုလားဘူးဆိုတာကိုသိဖို့လိုပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အကြောင်းပြောသွားပါ